စတုဒ္ဓမြောက်တွဲဆိုင်ကိုပြန်လည်ပြီးတော့ကျင်းပတော့မှာဖြစ်ပါတယ်ကျွန်တော်ဒီတစ်ခေါက်မှာဆိုလို့ရှိရင်တော့ Nine Lawing Club Grand Opening ရဲ့ Fight Night မှာ MMA ခေါင်းစဉ်အောက်မှာရှင်ပြိုင်ထိုးသက်သွားမှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့ဒီပွဲစဉ်ကိုဂျိုဝိုင်းဒိုင်လူကြီးဖြစ်ပါဝင်ပြီးတော့ကိုကြီးဆောင်ရွက်ပေးပါရန်မြန်မာနိုင်ငံရိုးရာလက်ဝဲအဖွဲ့ချုပ်ဒိုင်လူကြီးဖြစ်တဲ့ဦးကျော်ကိုဆွေကိုလေးစားစွာဖြင့်စေမင်းတက်ကိုထပ်မံပြီးတော့ဖိတ်မယ်ကပြုပါတယ်အားလုံးပဲကြိုဆိုပေးပါဦးခင်ဗျာNine Lawing Club Grand Opening ရဲ့ Fight Night မှာ MMA ခေါင်းစဉ်အောက်မှာရှင်ပြိုင်ထိုးသက်သွားမယ့် Fighter 2ယောက်ကိုဖိတ်ခေါ်ခွင့်ပြုပါခင်ဗျာပထမဦးဆုံးအနေနဲ့အနီရောင်တောင်းကနေပြီးတော့ထိုးသက်ရှင်ပြိုင်သွားမယ့် Fighter ကိုအားလုံးရဲ့လက်ခုပ်သံများနဲ့ကြိုဆိုပေးပါဦးခင်ဗျာမိုးပေါ်ရေချတဲ့နေပူတော့ပြေးကြတဲ့တွေ့လို့ရိသဗျာခင်ဗျာ Nine Lawing Club Grand Opening ရဲ့ Fight Night မှာ MMA ခေါင်းစဉ်အောက်မှာ60-63 ကီလိုဝိတ်တန်းအတွက်အနီရောင်တောင်းကနေနေရာယူထိုးသက်သွားမဲ့ Fighter ဆိုလို့ရှိရင်တော့စုစုပေါင်း15ပွဲမှာနိုင်ပွဲ9ပွဲရှုံးပွဲ4ပွဲတရေပွဲ2ပွဲရရှိထားပြီးတော့အရက်9ပေ8လက်မ65 kg ဝိတ်တန်းရှိတဲ့2023ခုနှစ်63.5 kg ရန်ကုန်တိုင်းပေါက်စင်ငွေတစိမ့်စု2024ခုနှစ်63.5 kg ရန်ကုန်တိုင်းပေါက်စင်ရွှေတစိမ့်စုပေါက်စင် Professional Fight MBC ရွှေတစိမ့်စု2024ခုနှစ်မြန်မာ Brazilian Jiu-Jitsu Open မှာရွှေတစိမ့်စုရှင်ဖြစ်တဲ့ Nine Lawing Club ရဲ့ Go Song Will Light Toဘူကရီကတားရေစတဲ့ကရိုးရဝင်းနေဆိုတာကိုသုံးသပ်တာဘူကရေရှာနေပြီဖမ်းပြီးတော့အပြာရောင်တောင်းကနေပြီးတော့နေရာယူရှင်ပြိုင်ထိုးသက်သွားမဲ့ Fighter ကိုအားလုံးရဲ့လက်ခုပ်သံများနဲ့ကြိုဆိုပေးပါဦးခင်ဗျာဆူတော့အားကတန်ဘာလို့လဲတဲ့ကြောင်ကြီးချောက်ကနေကောင်းပြီးကြားလာတယ်သူနဲ့တော့ဟန်ကြတဲ့ကြွားဒီတော့အားကပဲဝါဝါပြည့်ရှိကဲကကူလိုက်တော့ပိုက်ဝတ်တဲ့ဟုတ်ဟုတ်ဒီတော့ကပြီးဒီမတော်တော့မရှိဟာသွားတဲ့ကြောတဲ့ကိုတည်းကူဒီကွာခောက်ကနေပရိသတ်များခင်ဗျာ Nine Lawing Club Grand Opening ရဲ့ Fight Night မှာ MMA ခေါင်းစဉ်အောက်မှာ60-63 ကီလိုဝိတ်တန်းအတွက်အပြာရောင်ထောက်မှာနေရာယူထိုးသက်သွားမဲ့ Fighter ဆိုရင်တော့စုစုပေါင်း9ပွဲမှာနိုင်ပွဲ1ပွဲရှုံးပွဲ1ပွဲတရေပွဲ5ပွဲရရှိထားပြီးတော့အရက်9ပေ8လက်မ65 kg ဝိတ်တန်းရှိတဲ့ဘီလိုက်မြေဆက်ရောက် Club Go Song Louisအထက်ပေါ်မှာမျိုးကရောင်တက်ကိုဝေရတိုးလင်9000ကျပ်စီရှင်းနေထားပါတယ်ခင်ဗျာ။နောက်ကျွန်တော်နိုင်ကလကကိုချော်နဲ့ကိုမင်းကဝေးလိုက်လုံးကိုတသိန်းကျပ်ရှင်းနေထားပါတယ်ခင်ဗျာ။ဝေးလိုက်လုံးကိုကိုချော်နဲ့ကိုမင်းနိုင်ကလကဆွေဝေးတသိန်းကျပ်ရှင်းနေထားပါတယ်ခင်ဗျာ။မဟာအင်္ဂလိပ်ဦးတင်ထိုးဝေးရနေပြီးတော့တယောက်9000ကျပ်ပါခင်ဗျာ။ခွဲဆုတော်ဝင်ခင်ဗျာကိုသားကြီးရနေပြီးတော့တယောက်ကိုတသိန်းကျပ်စီချင်းနေထားပါတယ်ခင်ဗျာဒီနေ့ပွဲမှာမဘေးနိုင်တဲ့မှာဆရာဦးကြီးကဆရာဦးချစ်ကိုမတာဝန်ယူပြဖြစ်တယ်လို့မဘေးနိုင်တဲ့မှာဦးကျော်ဆမ်းမတာဝန်ယူပြဖြစ်ပါတယ်ခင်ဗျာမဘေးနိုင်တော့မှာဦးကြားတင်ဦးကတာဝန်ယူပြရမှာဖြစ်ပါတယ်ခင်ဗျာ Round 1 DJ وسط الغابة كاين وباش السياح ناس بلمكاش فكو تحت كلو الطرحة يديرو فراب تاع تقناش ريفاني يموتو فرحة جايب الايكو لابس تاج قالوا لي كراشة كاتب راسي الكوشي ما تفاق
但家里身旁，百姓高下家庭高。 ready ရှင်းလာမယ်ဘာကမှကြည့်ပါခင်ဗျာဘာမှမချင်ဒီဆိုရင်ပြပါခင်ဗျာ round 2 DJ Questa volta io tre mezza voce, butto i cari alla mano e sa perché a skylash. Veci che tu meshi la cam khuye lwa ka meshi la posh. ဆိုတော့ခင်ဗျာတော့ evergreen တန်တဲ့ကဲရဆေးကနေပြီးတော့တူးရင်အားသုံးချက်စီချင်းမိထားပါတယ်ခင်ဗျာဆိုတော့ခင်ဗျာကျွန်တော်ဦးကြည်ရလဲဝင်းလိုင်တို့ကို3ချက်ချင်းမိထားပါတယ်ခင်ဗျာအနီတော့ဝင်းလိုင်တို့ကို3ချက်ချင်းမိထားပါတယ်ခင်ဗျာဝိုင်းတော့ကရှင်းမယ်ခင်ဗျာအခုပြများဆင်းပါဒုတိယချီလွတ်မယ်ခင်ဗျာ ready 开始，然后走，
Boy love you. 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 Come on. Chào đi. Hey. Đi. Dunia China Piso Jena Chapter. Round 3 DJ. سهو الدنيا في البال ونفطروا كحبات كويني تحبوا ديروا بالبال وانا يدير اللي بالي شيتو بكتيبه زبال ستيلو ناس فيك الباري دوق سلعتنا في بالو شي كورا كيشطح بالي كل عاد بكيني اسكتني كمك القحبه ما يشقاش بكيني ركع بوسلي رجلي البارح طايح رجله فيني يا كوانتم تصور فيه حاول ويقولها فكيني Sura Lucamia, Sura Way. And Sola Nebilo. I don't need our way and go Sura Way. Chow down and narrow, Chimney Tower. Come here. Why now? Shimmy Kamia, Pulvia Sima. Tariachi, now so deep to Batamia. Sura Kamia, Oregon Nebilo, Ado with Chimney Tower. Come here. Ado Lima, Oregon Chimney Tower. Come here. Sura Kamia, Uzi India, and the other Daisy Batamia. Tariachi, look at Chimana. Tariachi, now so Chimana. Pira, hey, who? Hey! Hey! I'm a little
လေကောင်းလားပြီးတာလဲတော့ဆရာကိုလဲတော့ဟေးဆရာကိုလဲတော့သူဆွဲတာမပါဘူးဆရာကိုလဲတော့ဆရာကိုလဲတော့ break မတော့ရမယ်ဘာမှလုပ်လို့မရဘူးရေးအေးတော့တော့ဆွဲလမ်းလိုက်ခေါင်းဆွဲလမ်းလိုက်ဆွဲလည်းမရဘူးရေးမရဘူးဆွဲလိုက်ရမရဘူးလုံးလုံးမရခိုင်လေးဒီညအဲ့ဒါအကုန်ပဲဆွဲရဆွဲကောင်းလားမရဘူးတွေ့လားလဲထောက်လိုက်ရေးလဲထောက်တော့ကြည့်ပြီးဆုံးတော့ပါခင်ဗျာအမဘေးတိုင်လူကြီးနိုင်အဆုံးဖြတ်နဲ့အရှုံးနိုင်လို့ပေါ်ပြပြီးတော့မှာဖြစ်ပါတယ်ခင်ဗျာ ပရိသတ်များခင်ဗျာနိုင်လဝေးကလပ် Grand Opening ရဲ့ Fight Night မှာ MMA ခေါင်းစဉ်အောက်မှာအချိန်နဲ့ရှင်ပြိုင်ထိုးသက်သွားတဲ့ Fighter တယောက်ရဲ့ရှင်ပြိုင်မှုအပြီးမှာအကဲဖြတ်လူကြီးမင်း၃ယောက်ရဲ့အမတ်ပေးစီးမြင်းအမတ်ပေးပုံအကဲဖြတ်ပုံအရအနိုင်ရရှိသွားတဲ့သူကတော့ဝေလိုက်ထိုးGoosebumps every time. I need the high. ဒီနေ့ချင်းမျိုးလုံးလုံးကဝင်လိုက်တော့အနိုင်ပေးခဲ့တာဖြစ်ပါတယ် Okay ဟာလားသာသာချက်လေးနည်းနည်းပြောပါအောင်အောက်မှာပရိသတ်တွေဒီမှာအများကြီးပဲအားပေးနေလို့ရှိတယ် ခံစားကြတော့တော်တော့နော်ဘယ်လိုပြောမလဲအများကြီးကထွေနေစင်းနာတယ်အများကြီးလက်ကျင်နာတယ်အများကြီးဘယ်လိုရင်းနှီးနာတယ်ပေါ့နော်အဲ့တော့လည်းကိုဒီလိုလုပ်ပြနိုင်တဲ့အတွက်ကိုဘယ်လိုလဲပေါ့နော်ဒီလိုမျိုးလုပ်ပြနိုင်လို့ကိုကြီးပဲဒီနိုင်ဝဲကိုမင်းဝဲနဲ့တခြားတကယ်ချင်းကိုလို့ကျေးဇူးတင်ပါတယ်ပြီးတော့မိခင်ကလည်းကိုရတိုက်ကအဲ့လိုလည်းကိုလို့ကျေးဇူးတင်ပါတယ်လို့ကြားတယ်ပြောချင်ပါတယ်ဒီအားပေးတဲ့ကိုလို့လည်းကျေးဇူးတင်ပါတယ် ပရိသတ်များခင်ဗျာနိုင်လဝေးကလပ်ရဲ့ခေါင်းဆောင်ဝေလိုက်ထိုး Some things and things you can't relate. စီတော်ဝေးတော့နိုင်လဝေးကလာပြီးတော့နိုင်တဲ့လူလည်း9000ရှုံးတဲ့လူလည်း9000ကြီးချင်းပြထားပါတယ်ခင်ဗျာနိုင်သူလည်း9000ရှုံးသူလည်း9000ပါခင်ဗျာရှုံးတဲ့လူလည်းဒီမှာတူပြီလားနောက်ကဦးချီရနေပြီးတော့ဝေးနိုင်တို့ကို9000ချက်ချင်းပြထားပါတယ်ခင်ဗျာဆိုတော့ခင်ဗျာEvergreen ဒန်တကယ်သွားစကနေပြီးတော့ပနစနာဦးမောင်မျိုးကိုစုတော်ဝေ9000ချင်းပြထားပါတယ်ခင်ဗျာ ကျေးဇူးများတင်ပါတယ် စုတော်ခင်ဗျာနိုင်တဲ့လူကိုတသိန်းခွဲရှုံးတဲ့လူကိုတသိန်းနိုင်လဝဲရနေချင်းပြထားပါတယ်ခင်ဗျာနောက်ကကိုသားငယ်ရတယ်ရှုံးသွားတဲ့မောင်စုတော်ဝေ9000ချင်းပြထားပါတယ်ခင်ဗျာ ကျေးဇူးများတင်ပါတယ်ကျွန်တော်Prisoner MC လုပ်တဲ့73နှစ်အတွင်းမှာဒါပထမဆုံး Rain MC လုပ်ပူးတာပါကျွန်တော်ကြောင့်အမှားရင်းဆုံးကြာရှိလို့ရှိရင်လည်းခွင့်လွှတ်ပါလို့တောင်းပန်ပါတယ်အစုချင်းငွေတွေကြီးပြပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဒီတက်မကစီးပွားလက်လက်ပါပြန်လည်းတိုးတက်ပါစေလို့ဆုတောင်းပေးပါတယ်